ဟုတ်ကဲ့ကိုမင်္ဂလာပါဗျကျွန်တော်တို့ဟိုပါပေါ့နော်အခြေခံကားလေးတစ်စီးကျွန်တော်တို့ရောင်းပေးခြင်းပါတယ်ကျွန်တော်တို့စီမှာအခုပဲအယောင်းလာရတယ်ပေါ့နော်အဓိကတော့ဈေးနှုန်းလေးကတော့495သိန်းပါကျွန်တော်တို့1000cc ကိုဟိုပါပေါ့နော်ဒီကောင်ကတော့နီနက်အနီကိုဟိုပါပေါ့နော်ကာလာအနီကိုဗမာပြည်မှာအဖြူပြန်ချိန်ထားတယ်ပေါ့နော်အဖြူပါးဝိုက်ချိန်ထားတယ်အဓိကတော့ဟိုပါပေါ့နော်ပြောချင်တာတော့ဒီကောင် license အသစ်2029 8လပိုင်းကြီးရှိတယ်ပေါ့နော်မော်ဒယ်က2008မော်ဒယ်ဖြစ်တယ်တောက်လျှောက်အနက်ဖြစ်တယ်ပေါ့နော်ဒီကောင်လေးက1000cc ဖြစ်တယ်အဓိကတော့ကျွန်တော်တို့အခုဒီဟိုပါပေါ့နော်စုံမပြဿနာတွေကြားထဲမှာစုံရှိတဲ့မိတ်ဆွေတွေတဲကမှားရှာနေတယ်ဆိုရင်တော့ခြေတက်ပဲအကြမ်းသုံးမှုပဲဆိုရင်တော့ဒီကောင်လေးဝယ်ဖို့တိုက်တွန်းပါတယ်ဘာပဲပြော495သိန်းနဲ့ကဘာကားမှတိတ်ဖြစ်ဖြစ်မြောက်မရဘူးပေါ့နော်ဆိုတော့495နဲ့ကိုဒါလေးယူလာပြီးတော့ဒီကျွန်တော်တို့စုံမဟာလေးမှာစုံရှိပြီးသားမှားရှာနေရဆိုရင်မှားနေမှာဒီကောင်လေးစီးမယ်ပေါ့နော်စီးပြီးတော့ဟိုအားလုံးဟိုအခြေအနေတွေပုံမှန်ပြန်ဖြစ်သွားတဲ့အခြေအနေမျိုးကြရင်ဒီကောင်လေးကိုပြန်ရောင်းလိုက်အောင်ဟုတ်မို့ကဒီအခြေခံဈေးလေးနဲ့ဆိုရင်တော့မစိုးဘူးပေါ့နော်ဒါဟိုဒီ900အောက်မှာရတာပေါ့နော်လက်ရှိကတော့495ကိုပိုင်ရှင်နဲ့ညှိနှိုင်းပေါ့နော်ဆိုတော့ကားလေးကတော့ပိုင်ရှင်ကတော့ကျွန်တော်တို့ဆေး body အသစ်လောက်ထားတယ်ပြီးတော့ 1000cc ကိုဂျပန်ကျ 1000cc အသစ်ပြန်ချိန်ထားတယ်ပေါ့နော်ဆိုတော့ engine တွေဟိုဆေးတွေအတွက်ကိုလဲကြည့်စရာမလိုတော့ဘူးပေါ့နော်ဒါဒီကောင်တွေကတော့ကျွန်တော်ပြောမှဆိုရင်တော့အခြေခံကားပေါ့နော်engine လေးတွေ gear box လေးတွေအောက်ပိုင်းလေးတွေကောင်းတယ်aircon ကတော့ 1000cc ထုံးတဲ့တိုင်းတော့အေးရတော့အေးရဲဒါပေမဲ့နည်းနည်းတော့တုံပါပေါ့နော်ဒီ gear box ဟိုအဓိကတော့ဒါခြေတက်အတွက်စဉ်းစားတဲ့မိတ်ဆွေတက်ကိုကျွန်တော်တို့ဦးစားပေးပြီးတော့ဟိုဖြစ်ပေးချင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံးဟိုပြပေးပါမယ်ဗျစက်ခန်းလေးဆက်ပြပေးပါမယ်ဒီကောင်လေးကတော့ကျွန်တော်တို့စစ်ကြည့်တာတော့အယိုးစစ်တော့ကြီးကြီးမားမားတော့မရှိဘူး engine ကတော့အသစ်ချိန်ထားပြီးသားဖြစ်တဲ့အတွက်ဟို AC ပဲပေါ့နော်ကျွန်တော်တို့အသစ်ဟိုတိုင်းဖြစ်မယ်အဓိကဒီကောင်ကတော့အရင်က original ဒီမှာတွေ့တဲ့အတိုင်းပေါ့နော်အနီရောင်ကားအနီရောင်ကြက်သွေးရောင်ဟိုမှာကိုယ့်သဘောနဲ့ကိုအဖြူချိန်လိုက်တယ်စာအုပ်ထဲမှာကာလာချင်းဆောင်လိုက်တယ်ပေါ့နော်ဒါသူ့ရဲ့အရင်အနီဟာလေးတွေပေါ်ပြီးကြံနေခဲ့တယ်ပေါ့နော်ဆိုတော့ကာလာချင်းဖြစ်တော့စက်ခန်းကတော့ဟိုပါပေါ့ဟိုဘယ်လိုပြောမလဲကြီးကြီးမားမားထိတာမျိုးတော့ကျွန်တော်တို့တော့မတွေ့ရဘူးစီးပြန်မှုတ်ထားမှာပေါ့နော်ဒါကာလာချင်းဖြစ်တဲ့တော့ဒီမှာဒါလေးတွေကိုစီးပြန်မှုတ်ထားတဲ့အရာလေးတွေပေါ့နော်နည်းနည်းတက်တာလေးတွေဗာလေးတွေပေါ်မယ်အယိုးစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်တာတော့အဆင်ပြေတယ်အခြေခံကားဖြစ်တဲ့အလောက်ထိလည်းအယိုးစစ်ကဟိုအရေးမကြီးတော့ဘူးပေါ့နော်ဘာဖြစ်လို့900အောက်မှာကားဖြစ်တယ်ဆိုတော့ဈေးကဟိုမရှိဘူးပေါ့နော်မန်နန်660တွေတောင်မှမန်နန်ကျော်900ပေါ်မှာခေါ်နေကြပြီပေါ့နော်ဆိုတော့ဒီကောင်လေးကဒါ 1000cc ကိုဟို900အောက်ဆိုတော့ဟိုခြေတက်မဲ့သူတွေဆိုရင်တော့ဟိုစီးမယ်ဆိုရင်စီးလို့ရတဲ့ connection ထဲမှာပါတယ်ဗျဟုတ်စီးကတော့ဟိုကာလာချိန်ရတဲ့အတွက်တစ်စီးလုံးပြန်မှုတ်ထားတယ်ဒီအတွင်းတွေပါမှုတ်ထားတယ်ပေါ့နော်တထားတွေပါသူတို့စီးပြန်မှုတ်ထားတယ်ဒါပေမဲ့ဒီနှစ်ထက်လေးတွေပါလေးတွေတော့ကျွန်တော်စစ်တာတော့အဆင်ပြေတယ်ပေါ့နော်ကောင်းတယ်နောက်ခန်းလေးကျယ်တယ်စိတ်ဝင်စားတယ်ဆိုရင်တော့ပိုင်ရှင်နဲ့လာပြီးတော့ညှိပါဒါလေးတော့စီးပြန်အကုန်မှုတ်ထားတယ်တစ်စီးလုံးမှုတ်ထားတာပေါ့နော်အတွင်းတွေရောအပြင်တွေရောအကုန်မှုတ်ထားတာဟုတ်နော်အဲဆိုဟုတ်လက်ရှိသူရဲ့ပတ်လည်လေးကျွန်တော်ပြပေးတာပါကား connection အရတော့ဟိုခြေတက်သုံးမဲ့သူဆိုရင်တော့အဆင်ပြေရပေါ့နော်အခုကာလအတွင်းမှာစုံရှိပြီးသားမှားရှာနေတဲ့သူဆိုရင်တော့ဒါခြေတက်သုံးမဲ့ဆိုရင်သုံးလို့ရတဲ့ connection မှာပါပါတယ်ပေါ်ပေါ်တော်တော်ပေါ့နော်ပေါ်ပေါ်လောလောလေးဝယ်ပြီးတော့သုံးပြီးတော့ကျွန်တော်တို့ပြီးရင်ပေါ်ပေါ်လောလောပြန်ရောင်းလိုက်တယ်ဆိုရင်တော့ဒါအဆင်ပြေတာပေါ့နော်ဆိုတော့ဟုတ်ဒီကောင်လေးက2008 model 5H ကို license အသစ်ပါဈေးနှုန်းလေးက495သိန်းပါဂျပန် original အနီရောင်ကနေပြီးတော့ဗမာပြည်ရောက်ပြီးတော့မှအဖြူပါးဝိုက်ကိုပြန်ချင်းထားပါတယ်ဆေး body အသစ်လောက်ထားပါတယ် engine ဟိုဂျပန်ကျအသစ်ပြန်တင်ထားပါတယ်ခင်ဗျာဟုတ်ကားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ S4C Automobile မှာကားလေးလာထားရတာဖြစ်တဲ့အတွက်ဒီမှာဖုန်းဆက်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်